ငါပါရှင်တန်တိုင်းချန်နယ်မှာကြိုဆိုပါရှင်အခုမဆက်ပေးမဲ့ကွက်လေးရတော့မန္တလေးမြို့အရှင်းမြို့တဲ့ဇာဇဖရင်ထဲမှာရှိတဲ့40-60ပေကွက်ပြရောင်းနေတဲ့မိတ်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်ဒီကွက်လေးရတော့51မိန်းလမ်းမကြီးနဲ့အနီးဆုံးမှာရှိပါတယ်ဒီကျယ်လေးကတော့မျက်နှာပွင့်ပေ40နဲ့နောက်ကိုပေ60ရှိပါတယ်ရှင်အလှည့်လေးကတော့တောင်ဘက်လှည့်လေးဖြစ်ပါတယ်ပိုင်ဆိုင်မှုစာတမ်းလေးကတော့ခရံလေးနဲ့ရရှိမှာဖြစ်ပါတယ်ရှင်51မိန်းလမ်းမကြီးနဲ့အနီးဆုံး109လမ်းမကြီးနဲ့အနီးဆုံးမှာရှိတဲ့ကတ္တရာလနာကျယ်လေးပေါ်မှာတည်ရှိပါတယ်ရှင်ဒီကွက်လေးကိုရောင်းချပေးမဲ့ဈေးနှုန်းလေးကတော့18500ကိုညှိနှိုင်းလေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင်ဒီကွက်လေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့တန်တအိမ်ချမ်းမြေကိုဆက်သွယ်ပေးပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်